အခုလိုမြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့တိတ်ခါကြစရာဖြစ်တယ်ဗောနော်တပ်ဖွဲ့တွေပြောထားတယ်ရှိတယ်ဘာလဲဒီမှာနတ်တလင်းဟာလာမဲလာပေးတာအဲ့လိုမျိုးပြောထားတဲ့ဟာလေးလည်းရှိတယ်ဗောနော်မကြီးတော်ကျွင်းလေးပါမဲလာပေးတာပါခင်ဗျာဟုတ်ပါတယ်ခင်ဗျာပြောမယ်ဆိုရင် PDF တပ်ဖွဲ့တွေမြို့ပေါ်တက်ပြီလမ်းမတွေပေါ်တက်ပြီဗောနော်လမ်းမတွေပေါ်တက်ပြီးကျန်းနေပြီမင်းကိုကြီးလေးလာတယ်ဘေးလေးကိုကတ်တကယ်ဘေးကတ်တာအကောင်နေဘေးကတ်တာမဟုတ်ထွက်ပါပြေးတာမင်္ဂလာပါဒီနေ့ကတော့ဇန်နဝါရီလ9ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီနေ့လဲသတင်းကောင်းရှိတယ်အားလုံးလည်းသိပြီးသားပါတော့တော်ကြော်ရင်မြို့သိမ်းလိုက်ပြီရှုပ်လို့စစ်ကောင်စီဘက်ကတော်တော်ခန်းစားနေရမှာပေါ့နော်တပ်ဖွဲ့တွေအပတရားနဲ့ကိုကျုံလိုက်တဲ့ဒါအောင်မြင်မှုလို့ပြောမှာပေါ့လေနော်အဲ့တော့ဒီနှစ်တစ်မှာကျွန်တော်တို့မင်္ဂလာသတင်းကောင်းတွေအများကြီးရှိပါတယ်အဲ့လိုပဲအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာလည်းပေးဆက်ရင်းနှီးရတာလည်းရှိတယ်ပေါ့နော်ပြီးတော့ဒီဥစ္စာတွေမှာဒါပြည်သူလူထုရဲ့အထောက်ပံ့တွေကလည်းအဓိကကြပါတယ်အဲကြောင့်မလို့ကျွန်တော်ဆက်ပြီးတော့ထောက်ပံ့ပေးကြပါကူညီပေးကြပါပေါ့နော်အဲ့လိုမျိုးတွေဒါကူညီပေးနိုင်ရင်ထောက်ပံ့ပေးနိုင်ရင်တပ်ဖွဲ့တွေပြည့်စုံရင်ပေါ့နော်ဒီချက်ကြီးတဲ့အောင်မြင်မှုတွေတေချာပေါက်ရရှိမှာဖြစ်တယ်တကယ်လဲပေါ့နော်တပ်ဖွဲ့တွေကမပြည့်မစုံနဲ့တိုက်နေရလို့ဒါဒီလောက်ပဲရသေးတာတကယ်သာပြည့်စုံကြီးကြိုက်တဲ့မျိုးလက်ညှိုးထိုးဆိုပြီးတော့ပြောထားတဲ့တပ်ဖွဲ့တွေအများကြီးရှိတယ်ပေါ့နော်အဲကြောင့်မလို့ဒါဒီနေ့မှလည်းဒါတော်ကျော်ရင်သတင်းပြောကြမယ်ပေါ့နော်အဲ့တော့ရန်ကုန်မန်းလေးလမ်းဟောင်းပေါ်ကတော်ကျော်ရင်မြို့ကိုPDF တပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းအားလုံးလည်းတွေ့ပြီးသားပေါ့နော်အဲ့တော့တိုက်ပွဲတွေကတော့ဆက်လက်ပြီးတော့ရှိနေတော့မယ်မြို့ရဲ့နေရာတော်တော်များများစစ်ကောင်စီရှိပါတယ်ဆိုတဲ့နေရာတွေအကုန်လုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်အဲ့တော့မြို့ကိုတော့ရလိုက်ပြီပေါ့လေနော်အဲ့တော့ဝမ်းသာတာလိုက်တော့စစ်ကောင်စီကတေဆုံးထိခိုက်မှုများပြပါတယ်တဲ့စစ်ကောင်စီကလည်းဒီကာလာကြီးမြို့သိမ်းခံရတာတော်တော်ကိုအထိနာမှာပေါ့နော်သူ့အတွက်ကဒီကာလာကအရန်ရည်ကြီးရလေအဓိကတော့သူကဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ပွဲလန်းတပင်းတွေလုပ်ပြမယ်ပြီးရင်ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်မယ်အဲ့လိုနေထားမျိုးမှာဟဲ့အောင်မင်းတို့ပြောတာမဟုတ်သေးဘူးမြေပြင်မှာမင်းတို့လုံးဝမထိန်းနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးနဲ့နောက်တစ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြလိုက်တာကတော်တော်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနေထားကြောင်းမလို့တော်တော်လေးအထိနာသွားတဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေအများကြီးကိုလုပ်ခဲ့တယ်ဗောနော်ပြင်းပြင်းထန်ထန်လုပ်ခဲ့တယ်အဲ့တော့9ရက်နေ့မနေ့3နာရီတိုးကြီးမှသိမ်းတာတိုက်တာဗောနော်တိုက်တာဘာမှမကြောက်ရလိုက်တာစစ်ကောင်စီတွေးဦးသေးတဲ့နေဖြစ်နေမှာပေါ့နော်အဲ့တော့မျိုးကိုတဲ့ခိတထိန်းချုပ်ပြီးတော့ဆောင်ရွက်စရာတွေဆောင်ရွက်တာပါတဲ့မကြခင်သတင်းတွေထုတ်ပြန်ပါပဲပေါ့နော်ပြီးရင်လောလောဆယ်မျိုးကိုထိန်းထားပါတယ်ဆိုတဲ့ပုံစံမျိုးတွေပြောလာအားရကြပဲပေါ့နော်အဲ့တော့ရန်ကုန်မန္တလေးလမ်းဟောင်းနဲ့ဒါတော်ကျင်းမျိုးဝင်နေရာတွေမှာစစ်ကောင်စီအလောင်းတွေပြန့်ကျဲနေတယ်ဆိုပြီးတော့လည်းပြောတယ်ပေါ့နော်တော်တော်ကိုဖြိုပြက်ဖြစ်သွားတဲ့ပုံစံမျိုးစိတ်မကောင်းစစ်သားအလောင်းတွေကလည်းလမ်းပေါ်မှာရှိနေသေးတယ်တဲ့အသေးပြောက်များတယ်တဲ့ထွက်ပြေးတင်းရှောင်နေကြတဲ့ပြည်သူတွေလည်းရှိတယ်ဆေးရုံတွေမှာဆရာဝန်ကအစမရှိတော့ဘူးပေါ့နော်စစ်သားအလောင်းတွေသေတာများလို့ဘယ်သူမှလာမကောက်ဘူးလမ်းဘေးမှာတင်ပုံနေတာဆိုပြီးတော့ဒါပြောကြတယ်ဒေသခံတွေလည်းရှိတယ်ဒါကလည်းအားရစရာပဲပေါ့နော်လူသေးတဲ့အကြောင်းကိုပြောကြတယ်ဒါပေမဲ့လူသေးတာမဟုတ်ပါဘူးဒါစစ်ခွေးသေးတာဖြစ်တဲ့အတွက်အခုလိုမျိုးအာပါတရားကြီးပြောကြတာဖြစ်ပါတယ်အဲ့ထက်မှကျွန်တော်လည်းပါတယ်ပေါ့နော်အားရလို့ပါဒီလိုမျိုးအခြေအနေဒီလိုမျိုးကာလမှာဒီလိုနောက်ထပ်တစ်မျိုးထပ်ပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်တယ်ဆိုတာကအားရစရာကောင်းတယ်ပြီးတော့ကျတော့စစ်ကောင်စီကဘလောက်ပဲပြင်ဆင်ထားပေါ့နော်သူ့အတွက်ဒါသူ့ရဲ့စစ်သားတွေကအတုံးဝင်အတုံးမကြဘူးသူပေးထားတဲ့စစ်ရေးရှိမှန်းချက်တွေကိုလုံးဝပြည့်မြောက်အောင်မလုပ်နိုင်ဘူးဆိုတဲ့ဟာတွေကဒီဖြစ်စဉ်တွေမှာတက်သေးပြတပ်ဖွဲ့တွေကတကယ်လုပ်ရင်တကယ်ရတယ်ဆိုတဲ့အတိုင်းပဲပေါ့နော်သူဘလောက်ထိတင်းကျပ်ထားပါစေလုံခြုံရေးတွေဘလောက်ထိချထားပါစေခံစစ်တွေဘလောက်ထိပြင်ထားပါစေတပ်ဖွဲ့တွေကအခုလိုမျိုးတိုက်ခိုက်သိမ်းပိုက်နိုင်နေတာအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ရဲစခန်းဘူတာအပါဝင်တက်ဆွဲထားတဲ့နေရာတွေအကုန်တိုက်ခံရတာတဲ့မြို့ရဲ့နေရာတွေအကုန်သိမ်းလိုက်တာတဲ့သတင်းနေရာပေါ့နော်ဖတ်ရတာအားကိုရနေတာအဲ့တော့တော်ကျော်ရင်အတိုက်ခံရလို့ဒါမြို့နဲ့2မိုင်ပဲဝေးတယ်ဒါခမရ300ခွန်ကနေပြီးတော့ဒါလက်နက်ကြီးပစ်ခတ်တယ်ပြီးရင်ကညွတ်ကွင်းခမရ439ကနေပြီးတော့လည်းလက်နက်ကြီးနဲ့ဒါပစ်တောက်လျှောက်ပေါ့နော်တောက်လျှောက်ပစ်ကူပေးတာတွေရှိတယ်ဒါပေမဲ့လည်းမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ကြတယ်ပြီးတော့လေချောင်းကနေလည်းတောက်လျှောက်ကျဲတယ်ဒါပေမဲ့ဆေးရုံမှာရှိတဲ့လူနာတွေကိုတော့ဒါဒီကယ်ဆယ်ရေးအဖွဲ့တွေကကယ်ထုတ်ပေးနေရတော့မဲဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဆေးရုံမှာကျန်းမာရေးဝန်ထမ်းတွေလည်းပြေးကုန်ကြပြီတဲ့လူနာတွေကိုအခုဒီကယ်ဆယ်ရေးအဖွဲ့တွေကနေရာရွှေ့ပေးနေရတယ်တဲ့လမ်းတွေပိတ်မိတာတွေရှိတယ်ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေဖြတ်တောက်ထားတာရှိတယ်ဒါကတော့စစ်ကောင်စီကထုံးစံပဲစစ်ကောင်စီကသူတို့ဒီလိုမျိုးအထိနာအောင်တိုက်ခိုက်ခံရပြီဟေ့ဆိုတဲ့ခါတိုင်းမှာအဲ့နေရာတွေကိုလူမဆန်အောင်လုပ်ဖို့အတွက်ဒါမှမဟုတ်လေသူတို့နေရာတွေကအထိနာတဲ့သတင်းတွေမပြန့်ဖို့အတွက်ကိုအခုလိုမျိုးဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေအမြဲတမ်းဖြတ်တောက်လေးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတပ်ဖွဲ့တွေကအချိန်မှမဟုတ်တာစားလေးရှိတယ်ဒီလိုမျိုးပုံစံမျိုးနဲ့သတင်းတွေတောက်လျှောက်အချိန်နဲ့တပြင်းညီတက်လာနေတာတွေရှိတယ်အဲ့တော့ထုတ်ပြန်တဲ့တော့ထုတ်ပြန်လာတာတွေလည်းရှိသလိုဒေသခံတွေအတီးပြုတ်ပေးတာတွေလည်းရှိတဲ့အတွက်ကျွန်တော်တို့ဝမ်းသာလို့ရတယ်ပေါ့နော်အဲ့တော့အားရစရာကောင်းတယ်အဲ့တော့သူတို့ဘက်ကအလောင်းတွေပြန့်ကျဲနေတယ်ဆိုတဲ့ဟာပေါ့နော်ဒီကိစ္စကလည်းတကယ်ပြောရင်ဒါဖြည့်ရိုးဖြစ်စင်ပဲပေါ့နော်စစ်ကောင်စီဘက်ကသူတို့ရဲ့စစ်သားတွေကိုဘယ်တော့မှတန်ဖိုးမထားဘူးအခုလိုမျိုးဒါလမ်းပေါ်မှာပြန့်ကျဲနေတဲ့အနေအထားမျိုးနဲ့ဒါပစ်ထားခဲ့တယ်ပေါ့ဗျာတပ်ဖွဲ့တွေကတော့တည့်ရတိုင်းပဲဒီလိုအနေအထားဒီလိုအခြေအနေမျိုးမှာကောင်းကောင်းမွန်တော့တကြိုးပေးနိုင်မှာမဟုတ်ဒီတိုင်းပဲပစ်ထားမှာပေါ့နော်အဲဒါကြောင့်မလို့ဒီကောင်လေးတော်တော်လေးတော့အထိနာသွားတဲ့အနေအထားဒါလည်းအားရစရာကောင်းပါတယ်ပေါ့နော်အဲ့တော့ရန်ကုန်ပြည်လမ်းပေါ်ကစစ်ကောင်စီရဲ့စခန်းတစ်ခုကိုဒါတည့်ရတိုင်းပဲပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာဒေါ်လာတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်စခန်းတစ်ခုတောင်မှကကြင်မှာကမှာပေါ့နော်ဒါအခုအဲ့လိုမျိုးတိုက်ခိုက်
ခိုက်သိမ်းပိုက်ပြီးနောက်မှာအခုရန်ကုန်မန်းလေးလမ်းဟောင်းပေါ်ကနောက်ထပ်မြို့တစ်မြို့ကိုထပ်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်ပြောစရာရှိတာကပေါ့နော်မြို့ကိုဒါထိန်းနိုင်အောင်လုပ်လေဆိုတဲ့ပြောတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်မြို့ကိုဒါတိုက်ပြီးရင်ပြန်ပေးရတာမျိုးတော့မလုပ်နဲ့ဆိုပြီးပြောကြတယ်လည်းရှိကြတာပေါ့လေနော်ဒါကလည်းဒါတိုက်ပြီးရင်ရကျင်တယ်ရပြီးရင်ဒါစစ်ကောင်စီကိုပြန်မပေးချင်ဘူးဆိုတော့ကျွန်တော်တို့ရဲ့အတ္တတွေပဲထားပါတော့ဗောနော်ဒါပေမဲ့မြေပြင်အနေထားရဒါပထိုးအနေထားရပြီးတော့ကျတော့စစ်ကောင်စီဘက်ကတက်နေရချထားမှုတွေအရတော့လက်ရှိဒီတော်ကျွန်းမြို့ကဗောနော်ရေရှည်ပြီးရင်ဒါကြာရှည်ထိန်းနိုင်ဖို့ခက်ပါလိမ့်မယ်ဒါကတော့ဒါပွင့်လင်းလင်းကျွန်တော်အမြင်ကိုသုံးသပ်တာဖြစ်ပါတယ်တပ်ဖွဲ့တွေအတွက်ခက်ခဲတယ်ဗောနော်အဲ့တော့အဲ့ဘက်ချမ်းတစ်လျှောက်လုံးမှာကလည်းစစ်ကောင်စီရဲ့ဒါလမ်းဘေးဝဲရတစ်လျှောက်မှာတက်တွေချထားတာတွေကအများကြီးရှိတယ်ဗောနော်တေချာပေါက်ဒီနေရာကိုသူကလည်းပြန်ယူဖို့လုပ်မှာပဲအခုဆိုရင်ကိုပဲဒါရန်ကုန်မလေးလမ်းပေါ်မှာဗောနော်ဒီနေရာကိုစစ်ကြောင်းထိုးဖို့အတွက်စစ်ကားတွေပြင်ဆင်နေတယ်ဆိုတဲ့သတင်းလည်းကျွန်တော်တို့ရထားတယ်ဗောနော်အဲကြောင့်မို့ဒီနေရာတွေကိုတေချာပေါက်သူပြန်ပြီးတော့ယူမှာပဲဒါပေမဲ့လည်းဗောနော်ဒါတပ်ဖွဲ့တွေအနေနဲ့မြို့ကိုတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆက်ပြီးထိန်းထားနိုင်မှုကတော့ဒါမလွယ်တဲ့နေရာတစ်ခုပေါ့နော်ဒါမှကျွန်တော်တို့စဉ်းစားတာပေါ့နော်မထိန်းနိုင်ဘူးဆိုရင်တော့မှပဲပေါ့နော်ဒီနေရာမှာရှိတဲ့စစ်ကောင်စီတွေကိုအကုန်လုံးတိုက်ခိုက်သိမ်းပိုက်ပြီးတော့မြို့ကြီးကိုဒါထိန်းချုပ်လိုက်တဲ့ဟာကအားရစရာကောင်းတယ်ဒီကာလမှာမှုလို့ကိုပို့ပြီးတော့အားရစရာကောင်းတယ်စစ်ကောင်စီကိုလုံးဝနှစ်ဖူးတက်တောက်နှစ်ဖူးလည်းတောက်မြောက်လိုက်ပေါ့နော်အဲ့လိုပုံစံမျိုးလှုပ်လိုက်တဲ့ဟာကတော်တော်ကိုအားဖြစ်စရာကောင်းတယ်ပေါ့နော်ပြီးတော့ကျတော့ဒါတော်လန်ပြည်သူတွေအတွက်လည်းစိတ်အားတက်ကြွစရာတစ်ခုဖြစ်တယ်ပြီးတော့တေဆုံးထိခိုက်စစ်ကောင်စီဘက်ကများတယ်တော်လန်တပ်ဖွဲ့တွေဘက်ကပေါ့နော်အကျိုးမြတ်ရမယ့်ဟာတွေအများကြီးရှိတယ်ပေါ့နော်စစ်ကောင်စီဘက်မှာဒီနေရာကစစ်မျက်နှာတစ်ခုအနေနဲ့သူတို့ပြန်ပြီးအာယုံဆိုင်ရမယ့်ဟာရှိတယ်အဲ့လိုမျိုးအာယုံဆိုင်ရပြီဟေးဆိုတဲ့ခါကျရင်သူတို့စီကားကောင်တွေစစ်ပန်းမာတွေရှိတယ်ပြီးရင်ထုံနှုတ်ရမယ့်တက်တွေခက်ခဲတာတွေရှိမယ်တခြားအရေးကြီးပါတယ်ဆိုတဲ့နေရာတွေအရေးပေါ်ဖြစ်နေပါတယ်ဆိုတဲ့နေရာတွေအဲ့ဒီနေရာတွေကိုအင်အားထပ်ပြီးတော့မပို့နိုင်တာမျိုးတွေလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲအကြောင်းမလို့တကယ်ကိုအောင်မြင်မှုရတဲ့တိုက်ပွဲတစ်ခုလို့ပြောရမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ပြောလို့ပဲဒါဒီနေရာမှာစစ်ကောင်စီရဲ့တက်တွေဒါအများကြီးရှိတာဖြစ်တဲ့အတွက်ပေါ့နော်စစ်ကူစစ်ကြောင်းတွေအလွယ်တကူရောက်နိုင်တဲ့နေရာဖြစ်တယ်လမ်းပန်းကောင်းတယ်ပေါ့ဗျာလမ်းပန်းဆက်သွယ်ရေးကောင်းတယ်အဲ့လိုမျိုးအလွယ်တကူရောက်နိုင်တယ်ပြီးရင်စစ်ကူပြစ်ကူလည်းပြစ်ကူပေါ့နော်အဓိကတော့ပြစ်ကူလေကြောင်းရေးတာမှုရှိတယ်လက်နက်ကြီးပြစ်ကူပေးလို့ရတယ်ဒါကြောင့်မလို့ဒီနေရာတွေကိုချက်ချင်းလက်ငင်းပြန်ပြီးတော့ထိုးစစ်ဆင်နိုင်စွမ်းရှိတဲ့နေရာပေါ့နော်အဲ့တော့ရန်ကုန်မန္တလေးလမ်းဟောင်းတစ်လျှောက်မှာစစ်ကောင်စီတပ်တွေရှိတာကတစ်ကြောင်းလေကြောင်းရေးတာကတစ်ကြောင်းပေါ့နော်ပြီးတော့လမ်းမဆက်သွယ်ရေးအလွယ်တကူသွားလာလို့ရနေတဲ့နေရာဖြစ်တဲ့အတွက်ပေါ့နော်ရေရှည်ထိန်းထားနိုင်ဖို့တော့ခက်လိမ့်မယ်ပေါ့နော်ဒါမဲ့လည်းခဏပဲထိန်းထားနိုင်တယ်ဆိုရင်တော့မှပဲဒါဒီချိန်မှာဒီကာလမှာတကယ်အောင်မြင်မှုတည့်ရလို့ပြောရမှာဖြစ်တယ်အဲ့တော့အားမလို့အားမရဖြစ်ကြရလဲရှိကြလိမ့်မယ်ဒါမဲ့အဲ့ဟာကကိုကအားရစရာဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြတာပေါ့နော်အဲ့တော့လက်တော်အနေထားရပါတော့ပဲခူးတိုင်းထဲကအဝေးပြေးလမ်းမပေါ်ပေါ့နော်ပဲခူးတိုင်းထဲကအဝေးပြေးလမ်းမပေါ်ကဒါမြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်စစ်ကောင်စီဘက်ကတော့ပုံမှန်အနေထားရောက်နေတဲ့သဘောနဲ့ရွေးကောက်ပွဲဒုတိယပိုင်းအတွက်သူတို့ပြင်ဆင်နေတဲ့အချိန်မှာအခုလိုမြို့တစ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့တိတ်ခါကြစရာဖြစ်တယ်ပေါ့နော်တပ်ဖွဲ့တွေပြောထားတယ်ရှိတယ်မာလဲဒီမှာနတ်တလင်းဟာလာမဲလာပြီးတော့အဲ့လိုမျိုးပြောထားတဲ့ဟာလေးလည်းရှိတယ်ပေါ့နော်အာကြီးတော်ကျွင်းလေးပါ မဲလာပေးတာမဲလာပေးတာပါခင်ဗျာ ဟုတ်ပါတယ်ခင်ဗျာ အဲ့တော့စစ်တပ်ကတော်အကြောင်းကြီးကနေပြီးတော့ဒါတိုင်းမှုအစ်စ်ဖြစ်လာတဲ့သူရဇော်လင်ဆိုးအချိန်မှာသူရလေးတော့ပါတယ်ပေါ့နော်သူရဇော်လင်ဆိုးအနေနဲ့အဖွင့်မလှချင်းအနေထားဖြစ်သွားတာပေါ့လေနော်အဲ့တော့ဘာနဲ့သွားတူလဲဆိုတော့မန္တလေးတိုင်းမှုအစ်စ်ဖြစ်တဲ့တင်မင်းလက်ပေါ့နော်သူစပြီးတော့တိုင်းမှုဖြစ်တဲ့အချိန်မှာပဲသူစိုးစိုးဝါဖြစ်စဉ်တွေကြုံခဲ့သလိုအခုလည်းဒါဒီတိုင်းမှုလည်းဒါတိုင်းမှုအစ်စ်ဖြစ်တာနဲ့အညီပေါ့နော်စိုးစိုးဝါဖြစ်စဉ်တွေကသူတို့တွေစောင့်ကြုံနေတယ်ဆိုတဲ့ဟာလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒါတိုင်းမှုအစ်စ်ဖြစ်ခါစမှာသူတို့ကြမ်းပြရမ်းပြမယ်ဆိုတော့သူတို့ရဲ့စိတ်တွေကလည်းရှိတယ်ဗျအဲ့လိုကြောင့်မလို့ဒါလေကြောင်းတိုက်ခိုက်မှုတွေရတပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လှုပ်ဆောင်တဲ့ဟာတွေလည်းလှုပ်လာနိုင်ရရှိတယ်ဒါကြောင့်မလို့လည်းဒါပြည်သူတွေသတိထားဖို့ပေါ့နော်ပြီးတော့ကျတော့စစ်ကောင်စီရဲ့တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွေမသွားဖို့ပြီးရင်စစ်ကောင်စီစစ်သားတွေရှိတဲ့နေရာနားမှာမနေကြဖို့ဆိုတဲ့ပုံစံမျိုးနဲ့သတိပေးနေကြတာလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဒါကအားရစရာကောင်းတဲ့နှစ်သက်သတင်းတစ်ခုဖြစ်သွားပြီတပ်ဖွဲ့တွေကိုပို့ပြီးတော့ထောက်ပံ့ပေးကြပါပို့ပြီးတော့ကူညီပေးကြပါတပ်ဖွဲ့တွေပြည့်စုံနေဆိုရင်ကျွန်တော်ခုနပြောတဲ့အောင်မြင်မှုဆိုဘာမှမဟုတ်ဘူးတကယ်မြို့ကြီးပြကြီးတွေကြီးဒါခြေလမ်းချနိုင်မဲ့အနေအထားတွေဖြစ်လာနေပြီပေါ့နော်နောက်တစ်ခုလည်းပြောပြမယ်အဲ့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်ဒါထပ်ပြီးတော့စုံစမ်းသိရှိရတဲ့သတင်းအချက်အလက်တွေလည်းရှိတယ်အဲ့တော့မြို့နယ်3မြို့နယ်လောက်ကိုဝင်ကျုံးတာနတ်တလင်းစီကုန်းမင်းလာအဲ့မြို့နယ်တွေကိုဝင်ကျုံးတဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ပဲအဲ့ဒါကြီးကလည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ဝင်တိုက်တာဖြစ်တဲ့အတွက်တော်တော်လေးလည်းအားရစရာကောင်းတယ်ပြီးတော့အဲ့ဒီတိုက်ပွဲဖြစ်စဉ်တွေမှာပါဝင်ခဲ့တယ်ပေါ့နော်ဒါတာဝန်ရှိတဲ့သူတွေကြီးခဲ့တဲ့စီကနေပြီးတော့စုံစမ်းသိရှိရတဲ့အားရစရာချက်တွေလည်းရှိတယ်ထူးခြားဖြစ်စဉ်တွေလည်းရှိတယ်စစ်ကောင်စီစစ်သားတွေနဲ့သူတို့ရဲ့လက်ဝဲကန်တွေဘယ်လောက်ထိကြောက်လန့်နေတယ်လဲဆိုတဲ့အကြောင်းတွေလည်းကျွန်တော်ပြောသွားမယ်ပေါ့နော်အဲ့တော့ဒါနတ်တလင်းစီကုန်းမင်းလာဒီ3မြို့နယ်ကိုပေါ့နော်ဒါမြို့နယ်3ခုလောက်ကိုဒါဒေါ်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီရှိတဲ့စခန်းစစ်ကောင်စီရဲ့လက်ပါစီပြူတွေရှိတဲ့နေရာဒီလိုနေရာမျိုးတွေကိုတပြိုင်နက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။နတ်တလင်းတောင်ညိုမျိုးသစ်ရဲစခန်းဆိုရင်ဒါဇန်နဝါရီလ9ရက်နေ့မနက်ပိုင်းမှာတပြိုင်နက်ဝင်တုတ်တာ။အဲ့တော့ဒီတိုက်ခိုက်မှုတွေအတွင်းမှာစစ်ကောင်စီဘက်က20ကျော်တေဆုံးတယ်။ထိခိုက်ဒဏ်ရာရတာအများကြီးပဲထွက်ပြေးတာတွေလည်းရှိတယ်ပေါ့နော်။နောက်တစ်ခုကဒါဇီးကုန်းဘော်ဘင်ဆယ်မိကောက်ပင်ရွာပေါ့နော်။အဲ့မှာရှိတဲ့ပြူစောတိစခန်းကိုလည်းဇန်နဝါရီ9ရက်နေ့မနက်မှာပဲဒါခုနအတိုင်းပဲပေါ့နော်ခုနဖြစ်စဉ်လုပ်နေတဲ့အချိန်မှာပဲဒီနောက်တစ်ခုကိုလည်းအဲ့ပုံစံတိုင်းပဲတပြိုင်နက်တည်းတိုက်ခဲ့တာရှိတယ်။အဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီဘက်က9ဦးတေဆုံးတယ်
စကန်သိမ်းနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ်သိတဲ့အတိုင်းပဲစကန်တွေသိမ်းပြီးရှင်းလင်းပြီဆိုရင်เนาะဘယ်လိုပုံစံမျိုးရှင်းလင်းတယ်လဲအားလုံးသိမှာပေါ့เนาะရှို့ရရှိရရှို့ပေါ့နောက်တစ်ခုကဒါမင်းလာမြို့နယ်ရန်ကုန်ပြည်အမြန်လမ်းစစ်ကွင်းတာဆောင်ရဲစခန်းနဲ့ပြီးရင်တာဆောင်ဖျားအနီးကတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းတွေကိုအဲ9ရက်နေ့မနက်မှာပဲတပြိုင်တည်းတိုက်ခိုက်ခဲ့တာအဲကြတော့နေရာအများကြီးပေါ့ဗျာနေရာအများကြီးကိုတပြိုင်တည်းဒါတော်လိုင်းတပ်ဖွဲ့တွေကတစ်ချိန်တည်းမှာတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်အဖွဲ့တွေလည်းအစုံပဲအားရစရာကောင်းတယ်ပေါ့နော်ဗျူဟာ22ပဲခူးတိုင်းစစ်ဌာနအောက်ကဗျူဟာ22အောက်ကဒါတရင်တပ်ဖွဲ့တွေပါသလိုတခြားမဟာမိတ်တရင်တွေနဲ့လည်းအခုလိုမျိုးပူးပေါင်းပြီးတော့စစ်ရေးဖော်ဆောင်နိုင်ခဲ့တာဖြစ်တယ်အားရစရာကြီးကျူးစရာကောင်းတာကတစ်ချိန်နဲ့တပြိုင်နဲ့ဖော်ဆောင်နိုင်တဲ့ဟာနေရာမတူဘူးဒါပေမဲ့တစ်ချိန်နဲ့တပြိုင်နဲ့ဖော်ဆောင်နိုင်တဲ့ဟာကတော်တော်အားရစရာကောင်းတယ်အဲ့လိုမျိုးဖော်ဆောင်နိုင်လို့လည်းအခုလိုအောင်မြင်မှုရတာအဲ့ဟာအချက်တစ်ချက်ဖြစ်တယ်အဓိကအချက်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကပေါ့နော်အဲ့လိုမျိုးတပြိုင်နဲ့တိုက်ခိုက်ခံရပြီဆိုတဲ့အချိန်မှာသူ့မကူနိုင်ငါမကိနိုင်အဲ့ဒါတကယ်ဖြစ်တာအဲ့မှာထူးခြားဖြစ်စဉ်တွေရှိသေးတယ်ကျွန်တော်ပြောပြမှာပေါ့နော်အဲနောက်ဆုံးဒါမင်းလာမြို့နယ်ဒါရန်ကုန်ပြည်အမြန်လမ်းစစ်ကွင်းတာဆောင်ရဲစခန်းနဲ့တာဆောင်ဖျားနီးတက်ဆွဲထားတဲ့စခန်းတွေကိုတိုက်တာကတော့10ဦးသေတယ်10ဦးတန်ရာရတယ်အဲ့တော့အများကြီးပဲဗျပထမဖြစ်စဉ်20သေတယ်ဒုတိယဖြစ်စဉ်9ဦးသေတယ်တတိယဖြစ်စဉ်မှာ10ဦးသေတယ်40လောက်ဘွားပြောင်းသွားတယ်ပေါ့နော်အဲ့တော့အဲ့တိုက်ပွဲတွေကိုခုနကျွန်တော်ပြောတယ် PDF အမှတ်1စစ်စင်နေမြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22ကိုကဲမှုအောက်ကတရင်တပ်ဖွဲ့တွေနဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအခုလိုမျိုးဒါဟန်ချက်ညီညီနဲ့ဆောင်ရွက်နိုင်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင် PDF တက်ဖွဲ့တွေမြို့ပေါ်တက်ပြီလက်မတွေပေါ်တက်ပြီပေါ့နော်လက်မတွေပေါ်တက်ပြီးကျန်းနေပြီမင်းကိုကြီးတွေလာတယ်ဘေးလေးကိုကတ်တကယ်ဘေးကတ်တာအကောင်နေဘေးကတ်တာမဟုတ်ထွက်ပါပြေးတာအဲ့တိုက်ပွဲတွေမှာထူးခြားဖြစ်စဉ်တွေရှိတယ်အတိုက်ခံရတဲ့အချိန်မှာစစ်ကောင်စီရောသူ့ရဲ့လက်ပါစီတွေပေါ့နော်ခုနပြောတဲ့ပြူတွေပေါ့နော်အဲ့လိုကောင်တွေကဘေးနားမှာရှိတဲ့လက်ကွင်းတွေထဲမှာပတ်ပြေးနေတာတဲ့ပတ်ပြေးနေတာအဲ့လိုပတ်ပြေးနေလို့တပ်ဖွဲ့တွေကအဲ့လာတွေကိုပါလိုက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်နေရတာရှိတယ်ရှင်းလင်းနေရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကွင်းမြင့်ထဲမှာပြေးတာများတန်းနေတာပဲတဲ့အဲ့တော့ဒီကောင်တွေကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုပြောတာရှိတယ်ဗျမင်းတို့ဇားရှိတယ်ဆိုရင်ဒါမြို့ပေါ်တက်လာခဲ့လို့မင်းတို့တောထဲမှာကြီးပဲလာပြီးတော့မင်းတို့လောက်ပြမနေနဲ့ပေါ့နော်မင်းတို့တတိရှိတယ်ဆိုရင်တက်လာခဲ့ပေါ့နော်ပြောခဲ့တာတွေအများကြီးရှိတယ်တေးရဲတဲ့ကောင်တွေထွက်ခဲ့ဘာညာနဲ့ပြောခဲ့တာရှိတယ်အခုတော်လိုင်းတပ်ဖွဲ့တွေကအဲ့စကားတွေကိုတပြက်တစည်းပြန်ပြောနေပြီပေါ့နော်အခုတော့စစ်ကောင်စီဘက်ကကောင်တွေကမတေးရဲလို့ပြေးလိုက်ကြတာတန်းနေတာပဲပေါ့နော်အဲ့ဒါလည်းအားရစရာကောင်းတယ်ပြီးရင်မြို့အဝင်ထွက်လမ်းတွေပေါ့နော်နောက်ထပ်ထူးခြားချက်အဲ့ဒါဘာလဲဆိုတော့ခုနတိုက်ခိုက်ပါတယ်ဆိုတဲ့နေရာတွေမှာပေါ့နော်သူကမြို့ရဲ့အဝင်ရွာတွေရဲ့အဝင်ဒီလိုနေရာတွေမှာပေါ့နော်ဒီရွာချင်းဆက်လမ်းတွေမြို့ချင်းဆက်လမ်းတွေကိုဖျက်တောက်ထားဖြတ်တောက်ထားတယ်ဒါဘတ်ဟိုးတွေနဲ့ပေါ့နော်ဒါဆက်တွေနဲ့ပါမြေကြီးတွေတူးပြီးတော့ဖြတ်တောက်ထားတယ်အဓိကတော့ဒေါ်လိုင်းတပ်ဖွဲ့တွေဝင်လာမှာကိုကြောက်လို့ဟာတော်တော်ကိုကြောက်လန့်တကြားဖြစ်နေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာတွေကစစ်ကောင်စီဘက်ကလှုပ်တာအခုကျွန်တော်ပုံနေပြပေါ့နော်အဲ့ပုံတွေကဒေါ်လိုင်းတပ်ဖွဲ့တွေရိုက်ထားတယ်ဟာအဓိကတော့ဒေါ်လိုင်းတပ်ဖွဲ့တွေလှုပ်ထားတာမဟုတ်ဘူးစစ်ကောင်စီကအမြဲတမ်းမှအဲ့လိုမျိုးလမ်းတွေဖြတ်တယ်တရားတွေဖြတ်တယ်ဖြတ်ပြီးသွားရင်ဒေါ်လိုင်းတပ်ဖွဲ့တွေကိုထိုးချအခုဒေါ်လိုင်းတပ်ဖွဲ့တွေကအဲဥစ္စာကိုတက်တည်တက်ကရနဲ့အခုလိုမျိုးပြန်ပြီးတော့ပြနိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်အဲ့လိုမျိုးအဖြတ်အမောက်လုပ်ငန်းတွေလုပ်နေတာဘာလို့လဲဘာကြောင့်ဒီလိုလုပ်နေကြောက်လန့်တကြားဖြစ်နေတာပေါ့ဗျာကြောက်ပြီးတော့လှုပ်ကြတယ်ဒီနေရာတွေကိုကားရင်နဲ့ဟိုးနဲ့ရောက်ချလာပြီးတော့ပြင်းခံအများမျိုးတွေသူတို့ကြောက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကလည်းဒေါ်လိုင်းတပ်ဖွဲ့တွေကတကယ်လှုပ်ခဲ့တာပေါ့နော်ကားတွေနဲ့ရောက်ချလာတယ်ထိုလာကြီးတွေနဲ့ဝင်ချလာတယ်ဆိုင်ကယ်တွေနဲ့ဝုန်းနဲ့ရောက်ချလာတယ်အဲ့လိုပုံစံမျိုးနဲ့ဒီကောင်တွေရုတ်တရက်အသက်ပျောက်သွားတာကဖြစ်စဉ်တွေအများကြီးဆိုတော့သူကအဲ့လိုမဝင်လာနိုင်အောင်လို့ခုနလိုလမ်းမတွေကိုဒါမြေတူးဆက်တွေနဲ့တူးပြီးတော့ဖျက်ဆီးထားတာဖြစ်တယ်အဲ့လိုရက်တွေကစစ်ကောင်စီကကောင်တွေပဲလှုပ်တာပေါ့နော်ပြီးရင် PDF တပ်ဖွဲ့တွေကိုဒါထိုးချတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ချက်ကကျတော့တပြိုင်နဲ့တိုက်လို့ဒါစစ်ကောင်စီဖွဲ့စည်းပုံပြတ်တာပေါ့နော်အဲ့လိုမျိုးတပြိုင်နဲ့တိုက်တဲ့ခါကျတော့စစ်ကောင်စီဘာဖြစ်လဲဆိုတာအချင်းချင်းစစ်ကူမပေးဘူးတဲ့စစ်ကူမပေးနိုင်တဲ့အကြောင်းတရားကနှစ်ချက်ရှိတယ်ပေါ့နော်အဓိကပထမတစ်ချက်ကတော့ဒေါ်လိုင်းတပ်ဖွဲ့တွေကအခုလိုမျိုးနေရာစုံကိုရှိပါဆိုရင်နေရာစုံကိုတပြိုင်နဲ့တိုက်ပလိုက်တော့တနေရာနဲ့တနေရာသူတို့စစ်ကူမပေးနိုင်တော့ဘူးစစ်ကူမပေးရတော့ဘူးနောက်တစ်ချက်ကဘာလို့လဲဆိုတော့နောက်တစ်ချက်ကမတည့်တာတဲ့သူတို့ချင်းချင်းမတည့်တာအဲ့လိုမျိုးမတည့်တော့ကြောင့်မလို့ဒါတခြားသူတို့ဘေးနားမှာရှိတဲ့စကန်တစ်ခုတိုက်ခံရတယ်ဆိုရင်တော့အဲ့စကန်ကိုသွားမကူအဲ့စကန်အကောင်တွေနဲ့သူတို့နဲ့မတည့်လို့ဆိုပြီးတော့သိရတယ်တော်တော်ဆိုးတယ်နော်အဲ့စစ်ကူမပေးတာအဲ့နှစ်ချက်ရှိတယ်ပေါ့နော်ဘလောက်နီနီဘယ်စကန်တိုက်စစ်ကူမပေးဘူးတဲ့အဓိကတော့ဒါအဲ့လိုမျိုးမတည့်ဘူးဆိုတဲ့ဟာတွေကလည်းဝေစားမျှစားကိစ္စတွေကြောင့်မလို့ဆိုပြီးတော့သိရတယ်လောက်ပိုင်ခွင့်တွေပေါ့နော်အဓိကပြည်သူကိုနိုင်ကျင့်ပြီးတော့ချင်းချောက်ငွေတောင်းတာမျိုးတွေပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေနဲ့သူတို့အချင်းချင်းအဝေမတည့်တာတွေကြောင့်မလို့သူတို့မတည့်ကြဘူးအဲအကြောင်းမလို့ဒါစကန်တွေတိုက်ခံပြီဆိုတဲ့အချိန်မှာသူကစစ်ကူမပေးဘဲနဲ့သူတို့စကန်လာအတိုက်မခံရေးကိုပဲသူတို့အာယုံစိုက်ကြတာတဲ့အဲအကြောင်းမလို့ပြည်တဲ့တပ်ဖွဲ့တွေကပျော်ပျော်ကြီးတိုက်ပြတာပြီးရောအားရစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့သူတို့ကြောက်စိတ်တွေဝင်ကုန်ကြဟိုနေရာမှာလည်းတိုက်ခံရပြီတရက်ထက်တစ်ချိန်နဲ့ဗျာသတင်းတွေကတန်းတော့မှာပေါ့နော်တိုက်ခံရပြီဆိုတာနဲ့ဒီကောင်တွေကလည်းဆက်ထဲကနေအတကုံអော်တဲ့ကောင်တွေကိုဟာကျွန်တော်တို့တော့လာတိုက်နေကြပြီခြံစည်းရိုးတွေခွာကြော်နေပြီဒီလိုမျိုးပုံစံမျိုးတွေကသူတို့ကအမြဲတမ်းអော်နေကြအဲအကြောင်းမလို့စစ်ကူလှုပ်ပေးပါပြစ်ကူပေးပါလေချောင်းပြစ်ကူပေးပါဒါမျိုးပုံစံမျိုးသူတို့ကအမြဲတမ်းអော်ကြတဲ့ကောင်တွေအဲ့လိုမျိုး order ဖြစ်တဲ့အတွက်ပေါ့နော်ဒီအတန်တွေကတစ်ချိန်နဲ့တိုက်ခံရတော့အစုံနေမှာကိုစကန်လည်းတိုက်ခံရမှာဗျာဒီစကန်လည်းတိုက်ခံရမှာဗျာအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ကြံတဲ့ကောင်တွေကစားကြောက်စိတ်တွေဝင်ကုန်တာဟာငါတို့စကန်လည်းတိုက်ခံရမလားမသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်အဓိကတော့စစ်ရေးဖိအားကိုကျွန်တော်တူတူတန်တန်ပေးဖို့ပဲလို့အဲ့လိုမျိုးတူတူတန်တန်ပေးတဲ့ခါကျတော့ဘာဖြစ်လဲအခုဆိုရင်လေကွင်းထဲမှာပတ်ပြေးနေရတဲ့အဆင့်တွေဖြစ်သွားစစ်ရေးဖိအားကိုခုနလိုပေါ့နော်မဖြစ်စလောက်လေးတော့ပေးနေလို့လည်းမရဘူးအဲ့ဆိုရင်ဒီကောင်တွေကတည့်ရတိုင်းပဲဒါဖင်ကောင်းကျဲတယ်ပေါ့နော်လေတံပြစ်တယ်မင်းတို့ဒါပဲလားဘာလားညာလားလှုပ်တယ်
အဲ့လိုမျိုးတူတူတန်တန်စီရေးဖီယာပေးနိုင်တဲ့ခါကျတော့ကြောက်စိတ်တွေဝင်ပြီးတော့ထွက်ပြေးတဲ့အဆင့်တွေဖြစ်သွားတယ်တချို့စကန်တွေဆိုတိုက်စီရအောင်လုံမှာမဟုတ်သူကဘာလို့လဲဆိုတော့လာတာနဲ့ပြေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေချထားတာဘာကြောင့်လဲသူတို့တခြားစကန်တွေလည်းကြာကုန်ပြီတခြားစကန်တွေလည်းပြေးကုန်ကြပြီအဲ့တော့ငါတို့စကန်တွေရောက်လာရင်လည်းငါတို့လည်းဘာမှမထူအသေးတော့မခံဘူးပြေးတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အမှန်ကအဲ့လိုမလုပ်ရဘူးလက်နဲ့ချရမှာလက်နဲ့ချတဲ့ဟေးဆိုရင်အသက်ရှင်သန်ခွင့်ရမယ်ပြီးတော့ကျတော့အခုလိုမျိုးထွက်ပြေးသွားတယ်ပြေးသွားလို့ဟိုဘက်ကပြန်ဖမ်းမိရင်လည်းမင်းတို့ပြန်ခိုင်းမှာပဲအခါကျရင်မင်းတို့ပြန်ပြီးတော့လောက်ရမှာပဲပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကကောင်တွေကိုပြောချင်တာက BTS ဆိုတဲ့အတန်ကြားပြီဆိုရင်တော့လက်လက်အသားကြီးချပါအလံမျိုးထောင်းပါပေါ့နော်ပူပေါင်းပါမင်းတို့ပထွေးတွေပြောဆိုမျိုးရှောက်ရှုံနေနေပေါ့နော်အခုဆိုစစ်ကူလည်းလွတ်နိုင်တာမဟုတ်ဘူးမင်းတို့ချင်းချင်းလည်းတဲ့ကြတာမဟုတ်ဘူးအဲကြတော့တိုက်ရင်ပြေးမှာပဲဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်နောက်တစ်ခုကဘာထက်သိရလဲဆိုတော့အဲ့နေရာတွေမှာအဲ့စစ်စကန်နေအဲ့လိုမျိုးတို့အခြေချထားပါလဲဆိုတဲ့နေရာတွေမှာတို့ကဘယ်အင်အားတွေကိုအဓိကအားကိုးလဲဆိုတော့ပါစာတွေကိုအားကိုးတယ်တဲ့ပြီးရင်ပြူတွေကိုအားကိုးတယ်တဲ့အဓိကတော့ပြူတွေကိုတို့ပိုအားကိုးကြရလည်းရှိတယ်ပါစာကကြတော့တို့မှာစစ်သားမရှိလို့ဒီပါစာတွေနဲ့ထိန်းနေရပါဘောနော်ပြူတွေကိုအားကိုးတာကကြတော့ခုနအင်အားမရှိရလဲပါမယ်ပြီးတော့ကြတော့ဒီနေရာဒီဒေသတွေရဲ့အကြောင်းကိုတို့ပိုသိတယ်ဆိုတဲ့ပုံစံမျိုးနဲ့အားကိုးတကြီးနဲ့ဒါပူပေါင်းပြီးတော့သူကတာဝန်ပေးတာတွေနေရာချထားတာတွေလုပ်တယ်ဒါပေမဲ့လည်းတကယ်ဖြစ်တဲ့ခါကျတော့ဒီကောင်တွေကတိုက်မှမတိုက်တတ်တာတော်လိုင်းတပ်ဖွဲ့တွေကတွေးကြုံနေပြည့်နေပြီလေအဲ့လိုမျိုးတော်လိုင်းတပ်ဖွဲ့တွေကိုအခုလိုမျိုးပြူတွေပါစားတွေနဲ့နိုင်မှထင်နေတဲ့ကောင်တွေကျွန်တော်လေးစားလို့မစုံတကယ်ဒီကောင်တွေအုံနောက်တွေကိုရွှေ့ချထားရမှာပေါ့နော်စစ်ကြည့်ရမှာအုံနောက်ခွဲပြီးတော့ဘာတွေပါလဲဆိုပြီးတော့အခုဟုတ်တယ်လေတော်လိုင်းတပ်ဖွဲ့တွေကနေ့စဉ်နဲ့မြတ်တိုက်ပွဲတွေဝင်နေရတယ်မပြည့်စုံဘူးအခုတိုက်ပါတယ်ဆိုတဲ့တိုက်ပွဲတွေကမပြည့်စုံဘူးအပြူက22ဆိုရင်ဒါကျွန်တော်အင်တာဗျူးလေးခဲ့တဲ့ဒါတပ်ဖွဲ့တွေလည်းရှိတယ်ပေါ့နော်ဒီတပ်ဖွဲ့တွေရဲ့ဒါပုံမှန်တွင်ပြင်းနေကြည့်ရတာနဲ့တည်သားစေတယ်ပြီးရင်တို့အောင်မြင်မှုကြတဲ့ဒါတပ်ပုံမှတ်တမ်းတွေထုတ်ပြတဲ့ခါမျိုးတွေမှာလည်းမြင်တွေ့ရလိမ့်မယ်ပေါ့နော်တပ်ဖွဲ့တွေကယူနီဖောင်းတော်မှာပြည့်ပြည့်စုံစုံရှိတဲ့အဖွဲ့တွေမဟုတ်ဘူးလက်လုံတွေနဲ့ခုထိတိုက်နေတဲ့အဖွဲ့တွေရှိတယ်ဒါပေမဲ့လည်းအစွမ်းအစဘယ်လောက်ရှိသလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့အခုအောင်မြင်မှုတွေရတယ်ပေါ့နော်အဲကြောင့်မလို့ဒီပြူတွေပေါစားတွေကိုအားကိုးပြီးတော့ဒါ PDF တွေကိုနိုင်မယ်ထင်နေတဲ့စစ်ကောင်စီအတွက်ကတော့စိတ်မကောင်းစရာပဲပေါ့နော်အဲ့တော့တပ်ဖွဲ့တွေရဲ့အခုလိုမျိုးဒါလက်စွမ်းပြမှုတွေကြောင့်မလို့ဒါပြူတွေဒါဟိုဟာတွေဆိုရင်ပေါ့နော်ပြူရွာတွေဆိုရင်သူကညအိတ်တယ်ဆိုရင်ဒါအိမ်ထဲမှာမအိတ်ရဘူးဒီကရုတ်ကျင်းတွေထဲမှာဆင်းပြီးတော့အိတ်ရတဲ့အဆင့်တွေဒီဖြစ်သွားတယ်လာလာနဲ့ပြေးမယ်ဆိုတဲ့အဆင့်တွေဒီဖြစ်သွားတယ်တပ်ဖွဲ့တွေကတော်တော်ကြမ်းတယ်လို့ပြောမှာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကဘာပြောလဲဆိုတော့ကျွန်တော်တို့ကတဲ့ဒါလက်လုံတွေလောက်ကြတာကိုလက်လုံတွေဘုံသီးတွေဒါမျိုးပုံစံမျိုးတွေတီထွင်ကြတယ်အဲ့လိုမျိုးလှုပ်ပြီးလို့စမ်းသပ်မယ်ဟေးဆိုရင်တော့ဒီကောင်နေစီကိုသွားစမ်းသပ်တာဒီပြူတွေစစ်ခွေးတွေစီးတဲ့နေရာကိုသွားစမ်းသပ်တာပေါ့နော်ထားပါတော့ drone ဘုံသီးချမယ်ဘုံသီးကွဲမကွဲစမ်းသပ်ရှင်တယ်အစ်စ်ပေါ့ဗျာအဲ့လိုဟာမျိုးဆိုရင်သွားပြီးတော့ဒီကောင်တွေကိုလက်တက်ဆန်းတာမျိုးတွေလုပ်တယ်ပြင်းရင်အားရင်သွားပြီးတော့ချတယ်ဒီကောင်တွေကိုအဲ့လိုမျိုးပုံစံမျိုးနဲ့လက်တက်ဆန်းနေတာလေ့ကျင့်နေတာပေါ့ဗျာအရင်တော့ကဒါသိပါလိမ့်မယ်ဒါကျွန်တော်တို့လက်တက်ခြင်းနဲ့တနက်တွေကို0 line ချရတယ်ပေါ့နော်အဲ့လိုချပြီးတဲ့ခါကျရင်တကယ်ဖြောင်းမဖြောင်းပြစ်ကြည့်တဲ့ခါကျရင်ပြစ်မဲ့တွေထောင်ပြီးတော့ပြစ်ကြဘူးလေးတွေပလင်းလေးတွေပေါ့ဗျာအဲ့လိုမျိုးပုံစံမျိုးနဲ့ထောင်ပြီးပြစ်တယ်လို့ပဲအခုစစ်ကောင်စီစစ်သားတွေကဘူးလေးတွေပလင်းလေးတွေဖြစ်နေတာတော့တွေကသွားပြီးတော့လက်တက်ဆန်းနေတာပေါ့နော်အဲအကြောင်းမလို့တကယ်အားရစရာကောင်းပါတယ်အခုလိုအခြေအနေအခုလိုကာလမင်းအွန်လိုင်းအတွက်တကယ်ကိုအရေးကြီးနေတဲ့ကာလမျိုးမှာအခုလိုတိုက်ပွဲတွေတပြိုင်နက်ဖော်ဆောင်နိုင်တဲ့ဟာပြီးရင်မြို့တွေသိမ်းနိုင်တဲ့ဟာကအရန်အရေးကြီးပါတယ်အရန်ခရီးရောက်ပါတယ်ပေါ့နော်ပြီးတော့ဒီလိုသတင်းတွေကိုလည်းများများဖြန့်ဝေပေးစေချင်တယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကအခုလက်ရှိအခြေအနေမှာသူကနိုင်ငံကြီးတည်ငြိမ်နေတယ်နိုင်ငံကြီးအေဂျင့်နေတယ်ဟာပျော်ပွဲရှင်ပွဲတွေနဲ့ပြည့်နေနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကပုံဖော်ထားတယ်အဲ့ဒါပြီးရတယ်အဲ့လိုအခြေအနေမျိုးကြောင့်မလို့ကျွန်တော်ရွေးကောက်ပွဲကအောင်မြင်ပါတယ်ဆိုတဲ့ပုံစံမျိုးလှုပ်ရှင်တာဖြစ်ပါတယ်အဲ့တော့အဲ့ထဲမှာတော့အခုဒါတချို့နေရာတွေဆိုရင်ရွေးကောက်ပွဲလုပ်နိုင်မဲ့အခြေအနေမရှိတော့ဘူးပေါ့နော်အဓိကတော့သူ့ရဲ့ရွေးကောက်ပွဲဟာအထူးရောင်ရွေးကောက်ပွဲဖြစ်ပါတယ်ပြီးတော့သူအခုလှုပ်ပြနေပါတယ်ဆိုတဲ့စီကားပါဆိုတဲ့ဟာတွေပြီးရင်အေဂျင့်ပါတယ်ဆိုတဲ့ဟာတွေကတကယ်ကိုအထူးရောင်တက်တက်ပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီလိုမျိုးမြို့သိမ်းတိုက်ပွဲတွေဒီလိုမျိုးနေရာစုံမှာတိုက်ခိုက်သိမ်းပိုက်နိုင်နေတဲ့သတင်းတွေကိုများများဖြန့်ဝေပေးခြင်းနဲ့ဒါကျွန်တော်တို့ကူညီပေးကြပါပြီးတော့တပ်ဖွဲ့တွေပေါ့နော်ကျွန်တော်ပြောသလိုပဲမပြည့်မစုံနဲ့တိုက်တာတော့ဒီလောက်အားရစရာကောင်းတဲ့သတင်းတွေကိုကျွန်တော်တို့ကြားရတယ်ဆိုရင်ပြည့်ပြည့်စုံစုံနဲ့ဒါတိုက်ရကြည့်ကျွန်တော်တို့အောင်မြင်မှုသတင်းတွေကနေ့စဉ်နဲ့များဆက်နေလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မလို့တပ်ဖွဲ့တွေကိုတက်နိုင်သလောက်ပါဝင်ပေးကြပါကူညီပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်